Okay ဒါကတော့ Redmi Note 14ကိုပါကင်ဖောက်နေတာဖြစ်ပါတယ် Redmi Note 14 5G RAM 8128ကို China PI လုံး 9,800,000 ကျပ်နဲ့ရရှိမှာဖြစ်ပါတယ်ဒါတော့ဒူမရှိတော့တယောက်တည်းပဲအန်ပေါင်းစင်းဗီဒီယိုရိုက်ရဲနဲ့ဖောက်နေတာဖြစ်ပါတယ်သူ့မှာ45 watt အဝင့်မြန်စနစ်အသွင်ကြိုးရောအတုံးရောပါပါမယ် original ဘူးပစ္စည်းစုံပါပါမယ်ကိုကျွန်တော်ဖောက်ပြတဲ့ကာလာလေးကတော့အဖြူရောင်လို့ပဲပြောရမှာပေါ့ဖြူရောင်ကာလာလေးကိုစလုပ်ပါတော့မယ် Redmi Note 14ဖုန်းကြီး 5G ဖုန်းရဲ့အားသာချက်ကတော့ဒီကောင်ကျူတဲ့ speaker ပါမယ်မှန်အောင်လက်ဝယ်ရမှာ45 watt အဝင့်မြန်စနစ်ပါမယ်China PI လုံးအသစ်ဆက်သုံးရမယ်9 သိန်းဝန်းကျင်တွေကတော့အတော်လေးတန်တယ်လို့ပြောလို့ရပါတယ်ဒါကတော့ Redmi Note 14 5G ကိုဆက်ရမောင်းနေတာဖြစ်ပါတယ်Redmi Note 14 5G မှာ Google Drive base တင်ပါပါမယ် Google base တင်ပါတဲ့အတွက် GAT app ကနေပြီးတော့ကျွန်တော်တို့ Google Play Store ကို update လုပ်လိုက်တာနဲ့ Google Play Store စသုံးလို့ရပါပြီဒါကတော့ Google base တင်ပါတာကိုသွားပြီးတော့ပြထားတာပါသူ့မှာ50 megapixel main camera နဲ့ကြည်လင်ပြတ်သားတဲ့ရုပ်ထွက်တွေရရှိမှာဖြစ်ပါတယ် Google Base င် GAT app ကနေကျွန်တော်တို့ Play Store ကို update သွားလုပ်လိုက်တာ ਨੇ GAT app ကနေ Play Store ကို update သွားလုပ်လိုက်တာ ਨੇ Play Store ဖုန်းမှတ်မြင်ပေါ်ရောက်လာပြီးစတင်အသုံးပြုလို့ရပါပြီဒါကတော့အနာ display fingerprint sensor မှန်အောင်လက်ဝယ်ကိုစမ်းပြထားတာဖြစ်ပါတယ် China PI လုံးဖြစ်တဲ့အတွက်အာမခံမပါပါဘူးအာမခံပါချင်တော့ကျွန်တော် global ဖုန်းကိုဝယ်မှာပဲအာမခံတစ်နှစ်ရရှိမှာဖြစ်ပါတယ် China PI လုံးနဲ့ global ဖုန်းက2 သိန်းကျော်3 သိန်းဝန်းကျင်လောက်ထိကွာပါတယ်အတွင်းထဲမှာသုံးထားတဲ့ပစ္စည်းတူပဲမဲ့ software ပိုင်းဆိုင်ရာကွာပါတယ် global ဖုန်းမှာတော့Play Store ကောင်းကောင်းသုံးရတဲ့ပြင်အာမခံပို့သွားမှာဖြစ်ပါတယ်အတွင်းထဲ hardware ပိုင်းပစ္စည်းတွေကတော့အကုန်လုံး100% တူညီပါတယ်ဒါကတော့ main camera 50 megapixel နဲ့စမ်းပြထားတာပါရုပ်ထွက်တွေလည်းကြည့်တယ်9 သိန်းကျော်6 သိန်းဝန်းကျင်မှာတော်တော်ကြီးမဆိုးဘူးလို့ပြောလို့ရပါတယ်ကျွန်တော်ကတော့ OnePlus လေးနဲ့ဓာတ်ပုံရိုက်နေတာပါ